다25ချက်25ချက်တရားက85ချက်ဒီကောင်က35ချက်တန်းတဲ့ဒီကနေ့မနေ့ကျွန်တော်လမ်းရှောင်းနေတယ်ပေါ့နော်လမ်းပိနာမှာကျွန်တော်တို့တစ်ခေတ်တစ်ခါကနှစ်ပေါင်း80ဝန်းကျင်လောက်တုန်းကထွက်ခဲ့တဲ့မြန်မာပတ်စံတွေကိုကျွန်တော်ပြုခဲ့ရတာပေါ့နော်ဆိုတော့ဒီကြောင်းလေးကိုလည်းကျွန်တော်မိတ်ဆွေများကိုနည်းနည်းလေးဘူးတူကြရစေချင်လို့ပါနေတော့မြင်ဘူးတဲ့ချက်50ကျွန်တော်တို့ခေတ်ကမြင်ဘူးတဲ့ပုံစံတေးတေးသွားချက်50လေမူမိုက်ဒါကချက်100တဲ့ချက်100ဒါလွန်ခဲ့တဲ့နှစ်ဘယ်လောက်ဖြစ်မလဲဦးကြီးဘယ်လောက်ဖြစ်မလဲ80လောက်ရှိမယ်နှစ်ပေါင်း80နှစ်ပေါင်း80လောက်ရှိပြီနော် Union Bank of Burma 100 check ဒီကောင်ကဘောချိုးရုံမပါတော့ဘူးနော်ပါတယ်ပါတယ်ထောင်ကြည့်လိုက်မယ်နော်ဟိုမှာတွေ့လားဘောချိုးရုံပါတယ်တော့100ချက်ပေါ့နော်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း80လောက်တုန်းကပတ်စံ100တူဖြစ်ပါတယ်ခင်ဗျာဒီမှာကြီးကနော်ဒီတောင်စုမြန်မာနိုင်ငံတော်ဘန်ကြီးကြတာပေါ့ဒါတော့ဒါ100ချက်ဒီကောင်လေးက50ချက်50ချက်ကဲ50ချက်ကြီးချက်ပေါ့နောက်ဘက်ဒါမန်လေးကျုံပေါ့နော်မန်လေးကျုံကိုဆိုတာဖြစ်ပါတယ်ဒီကောင်လေးကိုချိုးပါတယ်ဗျကိုချိုးပါတယ်တချို့အတူလို့ကြောင်းနေဆိုတာအဲဒီမပါဘူးမပါဘူးကိုပါနော်တွေ့ရနော်ဆိုတော့ဒါအတူလို့ကြောင်းပါတယ်ဆိုမစေးရလို့လေဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဒါတော့35ချက်တဲ့အေးတော့အရင်တော့ငွေပုံစံလေးခုခေတ်9000နဲ့နဲ့တူရနော်နည်းနည်းဦးလူခေတ်ရဆိုတယ်နော်35ချက်တန်းဘူးတူတော့ဗျာအနေခါလေးတွေဆိုပေါ့နော်35ချက်35ချက်35ဝင်တာဒီမဲ့အလုံးစံလေးဒီကောင်လေးဟိုပါတယ်နော်ဒီမှာနေဦးတွေ့ရတယ်မှာဘယ်ညာဟိုပါတယ်တော့ဘူးတူတော့ဗောနော်ဒီကောင်လေးဘယ်လိုရောင်းတာလဲ100တန်းက100တန်း9000ပဲကျွန်တော်ယူတယ်9000တရားလေး9000ပဲလား9000ဒါအောင်တူပဲလား9000ဟော9000ဒီ3မျိုးတရွေး9000ပဲဟုတ်လားဒီ35ချက်35ချက်တန်းအရင်တော့ကြားဦးတယ်ဒီပတ်စံလေးဖြတ်သိမ်းလိုက်တာနော်ကြားဦးဦးနုခေတပိုက်ဆံဖြတ်သိမ်းနေဦးနေဝင်းတက်တာဦးနေဝင်းပြုတ်တဲ့ချိန်ကျတော့ပိုက်ဆံပဲသိမ်းတယ်ခုပြစ်တော့ရတယ်ဟုတ်တယ်ကြားတယ်ဦးနေဝင်းခေတဦးနုခေတတော့ပိုပွားလေးကြံခဲ့တဲ့ဟာလေဟုတ်လားဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဦးတူတော့ဒါတော့25ချက်ပဲ25ချက်အင်းတော့ကျွန်တော်တို့ဒီဗမာငွေတွေကပြည့်ငွေတွေပူစင်းကြတယ်နော်ဟုတ်ကဲ့ပူစင်းများတယ်ခေတပြည့်ငွေတွေစိမ်းများတယ်ဒါ25ချက်ခေနောက်ပိုင်းကြမှာဟုတ်ကဲ့ဟာဒီနောက်ကဘာကြီးလဲပါဒီဇိုင်းမျိုးလာဒီဇိုင်းလေးလာတယ်ဒီကောင်လဲပူချိုးရုပ်ကဒီဘက်တောက်လေးမှာပါတာဗျာကဲကျွန်တော်တို့မမီတဲ့ခိကပတ်စံနေပေါ့နော်ဘူးကပြဖြစ်ပါလေကြည့်အောင်ဆိုရတယ်ဒါလည်းကဲဘာနေမှာမို့မှာကဲဒါပတ်စံစုနေတဲ့လူနော်ငါစုရတယ်ညာနေရမှာဟုတ်ဒီမှာနေရမှာဘူးတူတာပဲနော်ဒါတော့35ချက်တမ်းနော်ဒီမှာ35ချက်ပါတယ်ဗျာဒီကောင်လေးကိုပြရတော့အားပေးလိုက်ပြီဟုတ်ကဲ့ပြရအားပေးလိုက်ကျန်တာလေးတော့ကြိုက်တယ်ဗျာဒါပေမဲ့မန္တလေးမှာကိုယ်နဲ့ချိတ်ဆက်မိလာဝယ်လို့ရတယ်နော်ကိုဟုတ်လားချိတ်ဆက်မိလာဝယ်လို့